မင်္ဂလာပါရှင်အော်တိုဘာလ9ရက်နေ့တွင်ကြားရောက်မိကမ္ဘာဆရာများနေ့ကိုဂုဏ်ပြုတော်အဖြစ်ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းယောင်းခရိုင်မိုင်းယူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center စီဝေးခမ်းမ၌ယနေ့နံနက်ပိုင်းကကမ္ဘာဆရာများနေ့အကြောင်းအသိပညာပေးတောက်ရှိုးကိုကျင်းပပြုလုပ်ခဲ့ရာဒုတိယဦးစီးမှုဝါချနှင့်ရုပ်တံကျွမ်းကျင်သောဦးနေဝင်းတို့ကတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်ရှင်ပါခင်ဗျာဒီနေ့ကျင်းပမယ့်တောက်ရှိုးလေးကတော့ကမ္ဘာဆရာများနေ့အသိပညာပေးတောက်ရှိုးပဲဖြစ်ပါတယ်ခင်ဗျာအော်တိုဘာလ9ရက်နေ့ကိုကမ္ဘာတဝန်းလုံးတွင်ကမ္ဘာဆရာများနေ့အဖြစ်သတ်မှတ်ထားပါတယ်ကမ္ဘာဆရာများနေ့ဟာရက်ကောင်းရက်မြင့်များထဲမှာတရက်အပါဝင်ပင်ဖြစ်ပါတယ်ထိုနေ့မှာကမ္ဘာနိုင်ငံတိုင်းမှာလူငယ်လူရွယ်များပညာများကိုသင်ကြားပေးတဲ့အနန္တဂိုင်းဝင်ဆရာများကိုဂုဏ်ပြုကြပါတယ်နှစ်စဉ်အော်တိုဘာလ9ရက်နေ့ကိုကမ္ဘာဆရာများနေ့အဖြစ်သတ်မှတ်ရန်ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးရဲ့လက်အောက်ခံအဖွဲ့အစည်းများကစီစဉ်ခဲ့ကြပါတယ်လက်အောက်ခံအဖွဲ့အစည်းများမှာ UNESCO ILO UNDP နဲ့ UNICEF တို့ပဲဖြစ်ကြပါတယ်။ယင်းအဖွဲ့ကြီးရဲ့အကြီးအကဲ၄ဦးတို့ဟာအော်တိုဘာလ9ရက်နေ့ရောက်တိုင်းကမ္ဘာဆရာများနေ့အခမ်းအနားကိုစုပေါင်းတော်ဝင်လာပေးပို့မြဲဖြစ်ပါတယ်။ရွေချက်မှာကမ္ဘာနဲ့အဝန်ဆရာရှားပါလာမှုနဲ့အနာဂတ်မှာငင်းချမ်းစွာသူရှင်သွဲနေနိုင်ရဲ့အတွက်အဓိကကျသောဆရာကောင်းများအားချီးကျူးဂုဏ်ပြုလိုခြင်းပဲဖြစ်ပါတယ်။ကုလသမဂ္ဂပညာသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ချုပ်ဟာဆရာများရဲ့ဂုဏ်သိက္ခာနဲ့ဆက်လင်းရအသေးစိတ်ပြုစုရေးသားခဲ့ပါတယ်။ထို့နောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ချုပ်နဲ့ထပ်မံညှိနှိုင်းပြီးဆရာများရဲ့ဂုဏ်သိက္ခာနဲ့ဆက်လင်းတဲ့ထောက်ခံချက်များကိုရေးဆွဲပြုစုခဲ့ကြပါတယ်။ရရှိလာတဲ့ထောက်ခံချက်များကိုအစိုးရအဖွဲ့များလူမှုရေးဆိုင်ရာတင်အဖွဲ့များတက်ရောက်ကြတဲ့အထူးညီလာခံပွဲကြီးကိုတင်ပြခဲ့ရာ1966ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဆရာများဂုဏ်သိက္ခာဆိုင်ရာထောက်ခံချက်ကိုအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ထိုနေ့ကိုကမ္ဘာဆရာများနေ့အဖြစ်1989ခုနှစ်ကစတင်၍သတ်မှတ်ခဲ့ရာအစဉ်ကမ္ဘာဆရာများနေ့ကိုအောက်တိုဘာလ9ရက်နေ့မှာကျင်းပမည်ဖြစ်ပါတယ်။နိုင်ငံတော်အဆင့်အခမ်းအနားများမှာကျင်းပပြီးဆရာများရဲ့ဂုဏ်သိက္ခာကိုပေါ်ကျူးခဲ့ဒီမှာဆိုရင်ပူဇော်ထိုက်သူကိုပူဇော်ခြင်းမင်္ဂလာတစ်ပါးပင်ဖြစ်ကြောင်းဆွေးနွေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဆက်လက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။မြန်မာလူဖွဲ့စည်းတဲ့ဆရာများကိုဖျားနဲ့တကိုင်းတဲထား၍ရိုသေကြဒီမှာဟိုးရှိနှစ်ပေါင်းထောင်ချီကလေးကပင်ဖြစ်ပါတယ်။ဆရာကောင်းတို့၏အင်္ဂါ9ပါးကိုရွှေကျင်းဆရာတော်ဘုန်းကြီးမိတ်တော်မူမှာတပည့်များညွညွတ်ထွားလက်လေးစားခညောင်းသောဆရာကောင်းဒီတပည့်များကိုလိမ္မာရေးချရှိသဖြင့်ချစ်မြတ်တို့၏ဒီလကိုတမာတိကိုမိအရှိန်ကြီးသဖြင့်ကြောက်တိပမာလွန်စွာခန့်ညာရသည်လည်းဖြစ်၏စာတိကျမ်းလာကိုအင်္ဂါတို့သည်ဆရာကောင်းတို့၏ဂုဏ်ဖြစ်သည်ဟုမိတ်ဆွေခဲ့ပါတယ်မိမယဉ်ကျေးမှု၏ဆရာဆိုလေမိဘများကအချိန်နေရာမရွေးလေးစားကြတယ်ရဟန်းနဲ့လူအပေါင်းလေးစားတော်ဆရာများသည်ဆရာကျဝင်းနှင့်ညီတပည့်များပေါ်နာသုံးနာဖြင့်အနုနာခံကမိဘများတပွဲဆုံးမကြတယ်တပည့်များရှိကမမရက်တည်ကြတယ်တို့ကြောင့်ဆရာများသည်တပည့်၏လူမှုအဆင့်တန်းကိုအကဲဖြတ်ပြီးမိပုံစံဖြစ်တယ်တမာဇီဝပြေးပါသောအသက်မွေးမှုကြောင့်ဆရာများအတွက်ဒီလကိုမှန်ကြောင်းတမာတိကိုကြောက်တောင်ပညာကုံတစောင်ဟုဆိုပြုခဲ့ပါတယ်မြန်မာနိုင်ငံတွင်ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသောဆောင်ပုဒ်ကိုအကောင့်တွေပေါ်ဆောင်နေသူမှာဆရာဆရာမများဖြစ်တယ်လူသားဖွံ့ဖြိုးရေးအတွက်အဓိကဖန်ဆင်းရှင်များလည်းယုံကြည်ကြတယ်လောကရှိဆရာများ၏လူမှုဒုက္ခအဝဝကိုရင်ဆိုင်ဖြေရှင်းသွားအောင်ပညာအမွေဆောင်နှင်းပေးသူများဖြစ်သည့်စေနာမြင့်မားသောဆရာများပင်ဖြစ်ကြောင်းပြောကြားရင်းညီကုန်းချုပ်လိုက်ရပါခင်ဗျာဒီတည်င်းကိုမိုင်းယူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပေးပို့ထားခြင်းဖြစ်ပါတယ်ရှင်။